Okay အားလုံးပဲကျွန်တော်ဒီနေ့မှာတော့ Minecraft ဒါပေမဲ့ကျွန်တော်ဒီနေ့မှာဘာလုပ်တော့မှလဲဆိုတော့ကျွန်တော် player နဲ့ငယ်တချို့တော့ပဲတီးကြတာဗောနော်အခုက Minecraft ဆိုတဲ့သူတွေမတီးကြတဲ့အကြောင်းအရာတစ်ခုပြောပြတော့မှာဖြစ်ပါတယ်အဲ့အကြောင်းအရာတစ်ခုကပထမတစ်ခုကိုကျွန်တော်အရင်ပြောပြတော့မှာဖြစ်ပါတယ်ပထမတစ်ခုကတော့ဒီကျွန်တော် survival ပြောင်းလိုက်ပါမယ် Okay အားမမွေးဖက်နဲ့နှင်းတော်လေးကိုသွားမယ်ဆိုရင်တော့ဒီလိုမျိုးအေးခဲတော့မှာဖြစ်ပါတယ်အေးခဲသွားတဲ့အချိန်မှာတော့မတရားအေးနေတဲ့အတွက်ကြောင့်မလို့လူတစ်ကုန်လုံးကချမ်းတုံပြီးတော့ဒီလိုမျိုးအသေးတွေကအဲ့လိုမျိုးဆက်သုံးတော့ဖြစ်ပါတယ်ပြီးကမှပဲပိုးပြီးတော့ပဲအဲ့လိုမျိုးပိုးပြီးတော့ပဲဖြစ်တော့အဲ့လိုမျိုးဆိုရင်တော့အားလုံးပဲဘာလို့မှလဲဆိုတော့ကိုယ်မှအုပ်ထိုးပြီးတော့အာမဒီကရဖက်နဲ့အာမအပြည့်စုံဝေးလိုက်ပါအာမအပြည့်စုံဝေးပြီးတော့တွားလိုက်ရှင်တော့ဘာမှတော့ဖြစ်တော့ပါဘူးဗျာတွေ့လားဘာမှတော့ဖြစ်တော့ဘူးဒီကကြိတ်သူသွားလို့ရတယ်အပေါ်ပြီးတော့နှင်းမှာအပေါ်မှာတက်ပြီးတော့သွားလို့ရပါတယ်အဲ့ဒါလေးကိုပြောပြတော့အားလုံးမသိမှဆိုလို့ပါโอเคနောက်ထပ်တစ်ခုထပ်သွားလိုက်အောင်โอเคအားလုံးနောက်ထပ်တစ်ခုကတော့ကျွန်တော်တို့sorry ကျွန်တော်ပြောတဲ့အတိုင်းပဲဘောနော်ပြအိတ်လိုက်တုပ်ချင်တော့ကျွန်တော်ရီးတဲ့ခုံချတာအကောင်းဆုံးကျွန်တော် blank hole ကြီးထဲမှာဆိုတော့ဘင်းမှလည်းပြီးလို့မရဘူးကျွန်တော်နေရာပြောင်းမှာဆိုတော့ blank hole ကြီးကိုလောက်လိုက်တာပါโอเคပြရခုချိန်မှာရှိသေးရဘောနော်သူတို့ဘာဖြစ်လို့လဲတော့မသိဘူးကျွန်တော်တခုအမြဲလုံးမိတော့လားဆိုတော့မသိဘူးခေကျွန်တော်ပြားဦးကြီးထဲမှာဆိုတော့ကျွန်တော်တို့ဘယ်သူမှကိုမခံနိုင်ဘူးပေါ့နော်အဲ့ဒါကြောင့်မလို့အားလုံးကျွန်တော်ဒီနေ့မှာတော့အကောင်းဆုံးဥစားလေးကိုပြောပြတော့ဖြစ်ပါတယ်အဲ့ဒါတော့ကိုကတော့ဒီမှာပြားရည်တစ်ခုခတ်လိုက်ပြီပေါ့နော်ဒီကပြားရည်ရသွားပြီပဲထားတယ်ပေါ့ကျွန်တော်အခုသူတို့ကပြားရည်ဖြည့်မပေးလို့ပေါ့နော်ပြားရည်သွားပြီပဲထားပါအောင်အဲ့ဒီမှာပဲကျွန်တော်ကတော့အဲ့ဒီမှာပြားရည်သွားပြီဆိုမှပြားရည်သွားချအလကားပါပဲဒီကအောက်ကရောမီးတိုင်လေးထိုးပြီးတော့ဒီကထက်ခတ်လိုက်ပါအဲ့ဒါဆိုရင်တော့ဒီကပြားရည်နောက်ထပ်တစ်ပင်လေးတွေကိုထပ်ပြီးရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့အားလုံးပဲအဲ့လိုမျိုးလေးလုပ်ချင်တော့အဆင်ပြေပါတယ်နောက်ထပ်တစ်ခုကကျတော့ဒီကပြားရည်လိုက်တော့ပြီဆိုရင်ကျွန်တော်ဆိုရင် mix ကတောက်လိုက်ပြီး mix တကယ်လို့မဟုတ်ဒီကသူ့မှာပြားရည်ကိုပြန်တောက်ရှင်တော့ပျောက်ပါတယ်အဲ့ဒါလေးပြောပြတာနောက်ထပ်တစ်ခုထပ်သွားဟေးအားလုံးမနောက်ထပ်တစ်ခုကတော့ပေါ့နော်ဒီလိုမီးတွေကိုထုံးနိုင်အောင်ကတော့နေတာ block တွေထားတော့အရေးကြီးရပေါ့နော်โอเคကျွန်တော်အဝါကြီးတော်တော်ဆိုးပါတယ်ဒီကဟွာလေးလောက်မလားမှတ်တယ်စလိုင်းနေလာပြန်ပြီကွာလေโอเคခဏသူတို့ရှင်းလာအောင်မယ်ပေါ့နော်โอเคအားလုံးကျွန်တော်ဆောင်းရပြောမှာဗာလဲဆိုတော့ပေါ့နော်ဒီလိုနေတာ block တွေနဲ့လှုပ်ထားရင်တော့ဒီကမီးဟွာလေးရပါတယ်ကျွန်တော်ဒီမှာပြမယ်ပေါ့နော်ဒီမှာအမှတွေ့လားမီးပုံစံနဲ့နှင်းလုံးလေးရတယ်ဒီမှာကြည့်ကျွန်တော်ပြမယ်နွားတစ်ကောင်ဆင်းပြမယ်နော်ဒမ်းမိထီရယ်နော်ဟိုကနွားလေးမထားနွားတစ်ကောင်မွေးကိုကအဲ့လိုမျိုးဘယ်လိုပြောအောင်ကိုတကောင်ကောင်တက်ချင်အဲ့လိုလုပ်ရပါတယ်ကြည့်တာပါဟေးဒီမှာကြည့်တာအဲ့နွားကိုတက်ပြမယ်ပေါ့နော်ရော့ဟိုခဏကျွန်တော်မှန်ဖြစ်နေရော့ဒီမှာရော့အမမီးနဲ့ပေါ့နော်ဒီကတော့မီးနဲ့ပြစ်တာပေါ့နော်အမနေခဏလေးခေကျွန်တော်အဲ့နွားစီမြောက်ဖြစ်နေခေဒီမှာကြည့်ပါဒီမှာအဲ့လိုပြီးခင်မှာပို့ပြီးရအောင်မီးတွေပေါ့နော်အဲ့မှာမီးတွေလောင်းနေတော်နွားမီးလောင်းနေပြီနော်မီးလောင်းနေပါအဲ့လိုမျိုးပါနောက်ထပ်တစ်ကောင်ထပ်ပြီးတော့ဒီဘက်ကမီးတွေကလည်းစွမ်းတာပဲဒီဘက် Okay နောက်တစ်ခါနောက်တစ်ခါကိုကမိုင်းတွင်းနဲ့ရောက်လို့မျိုးဒိုင်းမွန်းနေပါရှာမယ်ဆိုတော့ဒီလိုမျိုးမှန်လေးနဲ့ရှာပါဒိုင်းမွန်းเนี่ยလာပါလေးမှာရှိနိုင်ပါတယ်အဲ့လိုကြောင့်မလို့လာပါလေးနဲ့ရှာပါဒီပါဒိုင်းမွန်းနေဒီမှာအိုင်းမွန်းနေလို့ဒိုင်းမွန်းနေအဲ့လိုရှာပါပြီးတော့လည်းနောက်ထပ်ကကျတော့ဒီကကျွန်တော်ပင်လယ်မုတ်တို့ကြာနေဆိုရဗျာဒီကအဲ့ဆိုပင်လယ်ရွေးထားတယ်ပေါ့ခေါင်းမမြောက်ပြပင်လယ်ထဲမှာတချို့ဒိုင်းမွန်းနေပါရှိတတ်တယ်လေဒီတော့ကျွန်တော်ဆက်စားခြင်းလို့လေကိုကမှန်းတော့ရပြီဒီကတော့ဘာမှမရသေးဘူးကိုကတခုလှုပ်ရှင်နေဆိုတော့တယောက်တည်းကိုအဲ့လိုမျိုးကိုယ်ကမှန်လေးနဲ့ရှာလိုက်ပါဒါကတော့ကျွန်တော်ကတော့PC ဆွန်းတော့ပိုးရဆေးပြင်းတာပေါ့နော်ကျွန်တော်အခုချိန်မှာဖုန်းနဲ့လုပ်တဲ့အတွက်ကြောင့်တော့အဲ့လောက်ကြီးမမြင်ဘူးပေါ့နော်ဒီကတော့မဟုတ်ကို screenshot ယူပြီးတော့ပဲတိကျကိုလာဟွာလာတိတ်မမြင်ရဘူးပေါ့နော်ဟိုလိုမမြင်ရရင်ကြည့်လို့ရပါတယ် Okay နောက်ထပ်တစ်ခုကတော့ဒီဆမလာပိုင်းမှာဒီကလပိုင်းကိုဒီကကွာ fish လို့တယ်ဘာ fish နေရလာတော့ကျွန်တော်တခြားမသိဘူးကျွန်တော်စမ်းသက်ကြည့်လို့ဘောနော်လုပ်ကြည့်လောက်ဒီမှာတွေ့လပိုင်းနေအများကြီးကိုထုတ်လိုက်မယ်ကျွန်တော်ဒီမှာလပိုင်းနေအများကြီးကိုဒီကငါးလေးကျွေးလို့ရတယ်ဒီကငါးလေးကျွေးလိုက်ပေါ့နော်ကျန်တဲ့ငါးလေးကျွေးလို့ရတော့ပါတယ်သူတို့ကျွေးလိုက်ဆိုသူကပြေး
သူပြေးပြီသူပြေးရဲ့နောက်ကိုလာအဲ့လပိုင်းပြေးရဲ့နောက်ကိုလာအဲ့လပိုင်းကသူ့နောက်မှာပဲနော်ဖြူဖြူတန်းလေးတွေမပြေးမရှိတော့ဘူးဆိုရင်ထိုက်ပြီးကျွေးရမှာပါအားလုံးပဲဒီမှာလပိုင်းနေမှာကြီးစုနဲ့ကျွန်တော်တို့ဒီမှာတွေ့ပါပြီဒီကျွန်တော်ဘက်ကအတန်းလေးနဲ့ဆိုခွင့်လို့ကြပါအဲ့ chest တွေတွေ့အောင်တဲ့မြေပုံမှာတွေ့ပါတယ် oh my gosh တဲ့စွပ်ပြုတ်ပါစွပ်ပြုတ်လေးဆိုတော့ကျွန်တော်သိချင်တယ်ဘာပန်းနဲ့လောက်ထားလေးဆိုတော့ကျွန်တော်မသိဘူးနောက်ပြီးရင်အဲ့အကြောင်းလည်းပြုတ်ပြသွားမှာဖြစ်ပါတယ် okay အားလုံးပဲကျွန်တော်ပင်လေးကြီးထဲမှာဆိုနည်းနည်းလေးဘာနေရာမှလည်းမရှိဘူး okay sorry ကျွန်တော်တို့ sorry နေရာပဲပြန်တော့ okay ဒီကမြေပုံကြီးလိုက်မယ်ပေါ့နော်မြေပုံကြီးရတဲ့ခင်မှာတော့ကျွန်တော်တို့အဝေးပဲဒီနေရာလေးမှာတော့မရှိသေးပါဘူးကျွန်တော်ကန်ကောင်းတာလို့ပြောရင်နှစ်ခုတောင်မှတွေ့ရပါတော့နှစ်ခုတောင်မှဆိုတော့နည်းကန်ကောင်းသွားတော့ဗောနော်ပြီးနောက်ထပ်တစ်ခုကတော့ကျွန်တော်ဒီ credit ပဲနှိမ့်လိုက် credit ပဲနှိမ့်ပြီးဒီကအယောင်တွေလေးရတယ်ပြီးဒီတော့အယောင်တွေနောက်မှထားပါတော့ဒီကစုပြုတ်ရင်မရတာဘာရတာလေးဆိုတော့ကျွန်တော်မသိတော့ကြည့်လောက်မယ်အိုးမျက်စိဝမ်းဖြစ်တဲ့ရတာokay မျက်စိကိုမမြင်အောင်လုပ်တာ water နေစီမှာဆိုရင်တော့အဲ့လိုအစိတ်ရှိရဲ့ hero brine မှာလည်းအဲ့လိုဆိုရှိရဲ့ဒီကနေ့မှဒီဥစ္စာတော့အရင်ကောင်းတယ်လူပြောအရင် very very good ဒီမှာကြည့်တာဘာမှမဖြစ်ဘူးကြည့်တာတောက်ပြမယ်ပေါ့နော်ကြည့်တာဘာမှမဖြစ်ဘူး yeah တွေ့လားဘာမှမဖြစ်ဘူးနော် okay နောက်ထပ်ဒီကအရင်ဆုံးဒီဥစ္စာပါ sorry အဖြူအောင်နဲ့လောက်ထားတာမသိဘူးဒါကတော့စိတ်တင်ပါလေဒီလေကျွန်တော်ပြောရတဲ့အတိုင်းစိတ်တင်လိုက်တယ်မပြောမနေနဲ့ခေစိတ်ဒီမတရားကြီးတင်နေပါပြီတဲ့အားလုံးပဲဒီဥစ္စာစိတ်တင်နေစေပေါ့နော်နောက်ထပ်တစ်ခုကတော့ဒါဘာနဲ့လောက်တာမသိဘူးခေဒါကတော့အပေါ်ခုံတာပေါ့နော်ဒါကတော့အပေါ်ခုံစေတဲ့စေပေါ့နော်ခေပန်းနေတစ်မျိုးနဲ့တစ်မျိုးဒါတော့အများကြီးပဲပန်းနေရရှိရဒီကအဝါရောင်လေးနဲ့လောက်တာထင်တယ်အဝါရောင်လေးနဲ့ဘာမှမဖြစ်ဘူးလေဒီဥစ္စာတော့အနီအောင်နဲ့လောက်တာထင်တယ်ဘာလို့ဆို fine ရတယ်ဒီဥစ္စာတော့အပြောင်းနဲ့လောက်တာထင်တယ်ကျွန်တော်စိတ်တယ်okay အားလုံးပဲဒါလေးကိုကျွန်တော်ပြုတ်ပြသွားဖြစ်ပါတယ် okay ကျွန်တော်ဒီမှာနောက်ထပ်ကတော့ကျွန်တော်လည်းဟို pickling ဝက်ကြီးတွေကတော့ဒီကမိုးလေးကြောက်ပါတယ်ဒီမိုးလေးကြောက်ပါတယ် okay အားလုံးပဲဒါလေးကိုပြုတ်ပြသွားတာပါအားလုံးပဲနောက်ထပ် video တွေမှာကျွန်တော်ရဲ့မှာ video channel လေးကို update ကြောက်ပါအောင်ကျွန်တော်ရဲ့မှာ channel ကို update နေရတယ်12ရောက်ပြီရှိပါတယ်အဲ့တော့ကြောင့်အားလုံးပဲ please ကျေးဇူးပြု like လေးလုပ်ခဲ့ပြီးပါဗျာကျေးဇူးပြု okay နောက်တစ်ခါမှလည်းကျွန်တော်တို့အဖန်မျိုးစုံကိုလည်းပြပြသွားမှာဖြစ်ပါတယ်အဲ့တော့ကြောင့်မို့လို့အားလုံးပဲကျွန်တော်ရဲ့မှာ channel like and subscribe လုပ်ထားဆိုတော့ကျွန်တော်တို့ကျေးဇူးတင်ပါတယ် okay thank you bye bye okay ပြီးတော့လေဒီဥစ္စာလေးရဲ့မှာအကြောင်းပြောပြသွားမှာဒီဥစ္စာလေးခဏလေးဒီတစ်ခုကိုလည်းကျွန်တော်ပြောပြဒီတစ်ခုမသိမှဆိုလို့ဒီအဝါရောင်လေးတွေကကျတော့နေ့ပေါ့နော်ဒီကအမင်းအောင်ကျတော့ night ဒီလိုပေါ့နော်အဲ့ဒါကြောင့်မို့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်မှဗီဒီယိုလေးကြည့်ရှုပေးတဲ့အတွက်ကြောင့်မို့လို့အားလုံးပဲကျွန်တော်မှဗီဒီယိုလေးကြိုက်တယ်ဆိုတော့ like and subscribe ကျွန်တော် sorry ပြောတာရတော့မယ်ကျွန်တော်မှ channel like and subscribe လုပ်ပြီးကြပါဦးအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ bye bye